ချယ်ဆီအသင်းနည်းပြသစ်ရိုစီနီယာကအသင်းရှိလူငယ်အစုအဖွဲ့ကမန်ယူနိုက်တက်ရဲ့62မျိုးဆက်လို့ဖြစ်လာနိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။ချယ်ဆီအသင်းဟာပရီးမီးယားလိရဲ့အသက်ငယ်ဆုံးစင်းကိုပိုင်ဆိုင်ထားပြီးအခုရာသီပွဲထက်လူစင်းက24နှစ်198ရက်ပဲရှိပါတယ်။ကျွန်တော်ကမန်ချက်စတာယူနိုက်တက်ပရိသတ်တယောက်ပါအခုတော့ချယ်ဆီပရိသတ်တယောက်ဖြစ်နေပါပြီ။ဖလားရအသင်းတဲ့အသက်19နှစ်နဲ့21နှစ်ကြားရှိတဲ့လူငယ်ကစားသမား6ယောက်သို့မဟုတ်9ယောက်လောက်ကိုဆာလက်ဖော်ဂူဆန်ရေရဲဝန်းကိုထည့်သွင်းခဲ့တာကိုပြန်ပြောင်းအမှတ်ရမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကဒီလူငယ်တွေကိုယုံကြည်မှုရှိလို့ပါပဲ။သူတို့ကရင့်ချက်လာပြီးဖလားတွေရယူနိုင်ခဲ့တယ်။ဒါကကလပ်သမိုင်းမှာအန်အားတင်စရာကောင်းတဲ့အချိန်ကာလတစ်ခုပါပဲ။ရဲဝန်းမှုမပါဘဲနဲ့ဒါတွေဖြစ်မလာပါဘူး။ဒီမှာလဲအဲ့ဒီလိုအလားအလာရှိနေပါတယ်လို့ရိုစီနီယာကပြောခဲ့ပါတယ်။ရိုစီနီယာဟာချက်ဆီနဲ့ပိုင်ရှင်တူပြင်သစ်ကလပ်စထရာဖိုအသင်းကို18လကြာကင်တွဲခဲ့ရမှာလေလူငယ်တွေနဲ့ဖွဲ့စည်းခဲ့တာပါပြီးခဲ့တဲ့ရာသီကစထရာဖိုအသင်းရဲ့ပြင်းပြအသက်က22နှစ်181ရက်သာရှိခဲ့ပြီးဥရောပထိပ်တန်းလိ5ခုမှာအသက်ငယ်ဆုံးဖြစ်ခဲ့ပါတယ်ဒါပေမဲ့စထရာဖိုအသင်းကရာသီကုန်မှာအဆင့်9နေရာရပ်တည်ခဲ့ပြီး10နှစ်အတွင်းပထမဆုံးအကြိမ်ဥရောပဝင်ခွင့်ရရှိခဲ့ပါတယ်